social media ပေါ်မှာအရန်ကိုနာမည်ကြီးနေတဲ့ Starboy Mental video တစ်ခုရှိပါတယ်။အဲ့ဒါကိုကြည့်ဖို့ကြလားမသိဘူး။လူတွေဘာလို့အဲ့ဒီလောက်တောင်ပြောနေကြတာလဲ။ဆွဲဆောင်မှုရဲ့နောက်ွယ်ကစိတ်ပိုင်းဆိုင်ရာလိုဝဲချက်တွေကိုသူကဘယ်လိုများရှင်းပြထားလို့လဲ။ဒီနေ့တော့အဲ့ဒီ video ထက်ကအိတ်ကအယူဆတွေစိတ်ကျဉ်နှောက်မှုကိုဖွင့်ပေးနိုင်တယ်ဆိုတဲ့မမြင်ရတဲ့ခလုတ်တော့ခုအကြောင်းကိုအတူတူဆွေးနွေးကြည့်ကြရအောင်ပါကဲပထမဆုံးအနေနဲ့ကဒီအကြောင်းအရာကဖြည့်ရှင်းဖို့ကြိုးစားနေတဲ့အဓိကပြဿနာကိုတစ်ချက်ကြည့်လိုက်အောင်ဒါကအခုခေတ်အမျိုးသားတွေအတော်များများတက်တက်စိတ်ရင်ဆိုင်နေရတဲ့ခံစားချက်တစ်ခုပါအာယုံဆိုင်မှုကိုခဏပေးရတယ်ရေရှင်းမှာအမတ်တရားမဖက်ဖက်ကြံခဲ့တယ်ကိုနေရာမှာတခြားတရားအလဲတကူအစားထိုးပင်သွားနိုင်တယ်ဆိုတဲ့ခံစားချက်မျိုးပေါ့ဒီစကားကဒီအကြောင်းအရာတစ်ခုလုံးရဲ့အတင်းနှလုံးပါပဲတကယ်စစ်မှန်တဲ့ဆွဲဆောင်မှုဆိုတာရုပ်ပိုင်းဆိုင်ရာထီးတွယ်မှုထက်စိတ်ပိုင်းဆိုင်ရာဆက်တွယ်မှုနဲ့စတင်တယ်လို့ဆိုလိုတာပါရုပ်ရည်ဘလောက်ပဲကောင်းနေပါစေစိတ်ပိုင်းဆိုင်ရာမှာဆက်တွယ်မှုတစ်ခုမတည်ဆောက်နိုင်ရင်အဲ့ဒီဆွဲဆောင်မှုကကြာရှည်မခံနိုင်ပါဘူးဒါဟာခံစားချက်တစ်ခုကိုဖန်တီးနိုင်တဲ့စွမ်းရည်နဲ့ပဲအထူးတက်ဆိုင်နေပါတယ်ဒီတော့စိတ်ကျေနပ်မှုကိုဘယ်လိုတိဆောက်ကြမလဲအဲ့ဒီအတွက်ဒီအဆင့်၅ဆင့်ကိုတစ်ဆင့်ချင်းစီလေ့လာကြည့်ကြပါမယ်ဘာလို့ဖြစ်မလဲဆိုတာသိချင်နေကြပြီဟုတ်ကဲဆက်လက်ကြရအောင်ပထမဆုံးအပိုင်းကိုစလိုက်ပါပြီဒီနေရာမှာကိုအမတ်တရားမိဖြစ်ပဲမိပြောက်ခံရတယ်လို့ခံစားမှုတဲ့သူတွေရှိကြမှာပါဒီပိုင်းကအဲ့ဒီခံစားချက်တွေအရင်မိကဘယ်ကလာတယ်လဲဆိုတာကိုတူးဆွဲကြည့်မှာပါအမျိုးသားတော်များများဟာလူကောင်းလေးတယောက်ဆိုတဲ့ဘောင်ထဲမှာပဲအမြင်ခံရပြီးဘာအမတ်တရားမှမချန်ထားနိုင်ခဲ့ဘူးလို့ခံစားရကြပါတယ်ဒါဟာအစားထိုးခံရနိုင်တယ်ဒါမှမဟုတ်ကိုဟာထူးခြားမှုမရှိဘူးဆိုတဲ့အတွင်းစိတ်ရဲ့ပฏิပတ်ခါကိုမိမောင်းထိုးပြနေတာပါပဲပထမဆုံးခလုတ်ကတော့အာယုံဆွဆိုင်မှုပါဒါပေမဲ့ဒါကရုပ်ပိုင်းဆိုင်ရာအတူရှိနေတာပဲပြောတာမဟုတ်ဘူးနော်ဥမာချစ်တူနဲ့အတူတူရှိနေပေမဲ့စိတ်ကဖုံးလဲရောက်နေတာမျိုးအလိုအကြောင်းတွေရောက်တွင်းနေတာမျိုးကတကယ်တည်ရှိနေခြင်းမဟုတ်ပါဘူးဒီလိုစီရောကိုပါအပီဝအာယုံစိုက်ပေးမှုကတစ်ဖက်လူကိုငါကိုတကယ်မြင်တယ်ငါပြောတာကိုတကယ်နားထောင်နေတာပဲဆိုတဲ့အင်မတန်ရှားပါပြီးတန်ဖိုးရှိတဲ့ခံစားချက်ကိုပေးနိုင်ပါတယ်ဒါဟာလေးစားမှုနဲ့တန်ဖိုးထားမှုရဲ့အမြင့်ဆုံးပုံစံတစ်ခုလို့တောင်ပြောလို့ရပါတယ်ဒီနှစ်ခုကိုယဉ်ပြီးစဉ်းစားကြည့်လိုက်ပါတစ်ဖက်ကအရေးမပါတဲ့လောခံစားစေပြီးနောက်တစ်ဖက်ကတော့ကဘာပေါ်မှာဒီတယောက်တည်းသာအရေးကြီးဆုံးပဲဆိုတဲ့ခံစားချက်ကိုပေးပါတယ်ဘယ်ဘက်ကအတွေ့အကြုံကပိုပြီးစွမ်းအားပြင်းမလဲဒီနီလာနေကတကယ်တော့လိုက်လို့ဖို့မခတ်ပါဘူးအဓိကမှတ်ထားရမှာကတော့အခုလိုအာယုံပြန်လွင့်စရာတွေတိတ်များတဲ့ခေတ်ချီမှာတစုံတယောက်ကိုကိုယ့်ရဲ့အာယုံဆိုင်မှုအပြည့်အဝပြီးနိုင်ခြင်းဟာတန်ဖိုးမပြတ်နိုင်တဲ့လက်ဆောင်တစ်ခုဖြစ်နေပါပြီဒုတိယခလုတ်ကတော့ပိုပြီးစိတ်လို့ရှားစရာကောင်းလာပါပြီဒီလိုလေးစဉ်းစားကြည့်ပါလားအစာလုံးကြိုတီးနေတဲ့ရုပ်ရှင်တကားကပြင်းစရာကောင်းတယ်မဟုတ်လားဆက်ဆံရေးတွေမှာလည်းအတူတူပါပဲအရာရာကိုကြိုတင်ခမန်းနိုင်လုံးတာကဆွဲဆောင်မှုကိုရောကြစေပါတယ်တောက်ရှင်းရှင်းလေးပြောရရင်လက်ဆောင်တစ်ခုကိုတကယ်ရလိုက်တဲ့အချိန်ထက်လက်ဆောင်ရတော့မယ်ဆိုတဲ့မျောလင့်ချက်နဲ့ရင်ခုန်မှုကပိုပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ဆိုတဲ့သဘောပါပဲကျွန်တော်တို့ရဲ့ဦးနောက်ကမတေးကြမရေရမှုနဲ့မျောလင့်ချက်ကိုသဘောကျပါတယ်တစ်ဖက်ကအဖြစ်ရဲ့စာအုပ်ကိုကြိုဖွင့်ပြလိုက်တယ်လို့ဖြစ်ပြီးဆွဲဆောင်မှုရဲ့မော်ဆွမ်းကိုတပ်ပစ်လိုက်ပါတယ်နောက်တစ်ဖက်ကတော့စိတ်ကူးစိတ်တန်းတွေကိုမီးထိုးပေးပြီးနောက်ပါဆက်ဖြစ်မလဲဆိုတဲ့တိကျင်စိတ်ကိုလှုံ့ဆော်ပေးနေတာပါဒီ70-30 senior ဆိုတာလေးကိုစိတ်ဝင်စားစရာကောင်းပါတယ်ပြောဆိုဆက်ဆက်မှုတိုင်းမှာအချက်လက်ရဲ့80%လောက်ကိုပဲထုတ်ဖော်ပြီး30%ကိုတော့ခြံထားတယ်လို့ဆိုပါတယ်အဲ့ဒီခြံထားတဲ့ကွာအချက်လက်ကပဲတစ်ဖက်လူရဲ့စိတ်ကိုအလုတ်ပေးပြီးစကားပိုင်းပြီးသွားရင်တောင်ကိုယ့်အကြောင်းကိုဆက်ပြီးတွေးနေစေမှာပါကဲနောက်ဆုံးခလုတ်ဒါကအစွမ်းအထက်ဆုံးဖြစ်နိုင်ပါတယ်ဒါကတော့စန့်ကျင်ဘက်ထွက်နေတယ်လို့ထင်ရတဲ့အရေးအသွေးတစ်ခုလုံခြုံမှုနဲ့စေလှရှားမှုတို့ကိုဟန်ချက်ညီညီပေါင်းဆက်နိုင်ခြင်းပါပဲဒီအစွမ်းတစ်ဖက်ကိုကြည့်လိုက်ပါတယောက်ကအားကိုးရပေမဲ့ပြင်းစရာကောင်းနေပြီနောက်တစ်ယောက်ကစိတ်လှုပ်ရှားစရာကောင်းပေမဲ့စိတ်မချရဘူးဖြစ်နေပါတယ်ဒီနှမျိုးလုံးကတစ်ဖက်လူကိုအပြည့်အဝစိတ်လှုပ်ကိုလို့ဖြစ်ဖို့ခွင့်မပြုနိုင်ပါဘူးဒီအတုံးတုံးကနည်းနည်းရှုပ်တယ်လို့လည်းတကယ်တော့ရှင်းပါတယ်ဆိုလိုတာက strike ပိုင်းမှာလို့တောင်တလုံးလုံးခိုင်မာပြီးအားကိုးထိုက်တယ်ဒါပေမဲ့အတူရှိနေတဲ့အချိန်ဒီမှာလို့ပုံသေးမဟုတ်ပဲစိတ်လှုပ်ရှားစရာကောင်းတဲ့အတွေ့အကြုံသစ်တွေပေးနိုင်တဲ့မျိုးဖြစ်ဖို့ပါပဲဒီအချက်တွေကဘဝမှာအခက်တွေပြဿနာတွေကျုံလာတဲ့အခါမပြိုလဲပဲတည်ငြိမ်နေနိုင်တဲ့ကြောက်ဆောင်တုံးလိုဖြစ်နေဖို့ကိုဆိုလိုတာပါဒါကအစ်စတာကိုပြောရမဟုတ်ပါဘူးဒါဟာယုံကြည်မှုကိုတိဆောက်ပေးတဲ့စိတ်ခံစားမှုဆိုင်ရာခေါင်းဆောင်မှုပုံစံတစ်မျိုးပါဒါတွေအားလုံးကလေ့ကျင့်ယူလို့ရတဲ့အရေးအသွေးတွေကြီးပါပဲကဲအားလုံးကိုပြန်ပြီးခြုံအောင်ကြည့်လိုက်အောင်ဒီအချက်လက်တွေကိုတီးပြီးတဲ့နောက်မှာဆက်ဆံရပေါ်ထားတဲ့အမြင်နဲ့ဘယ်လိုများပြောင်းလဲသွားနိုင်မလဲဒီနေ့မှာအားရစရာကောင်းဆုံးအချက်ကတော့ဆွဲဆောင်မှုဆိုတာမွေးရပါပါရမီမဟုတ်ဘူးဆိုတာပါပဲဒါတွေအားလုံးဟာစိတ်တမကြပဲလေလာတင်ယူလို့ရတဲ့စွမ်းရည်ဖြစ်ပြီးကိုယ့်ရဲ့အတွင်းစိတ်ကိုစီမံခန့်ခွဲတက်ဖို့တာအထူးကကြပါတယ်ဒီ cloud တောင်းခုကတော့တောင်းချောင်းလိုပါပဲ
တီရှိနေခြင်းကပထမတကားကိုဖွင့်ပြတယ်စန္ဒကဒုတိယတကားကိုဖွင့်ပြတယ်ပြီးတော့စိတ်ချလက်ချအရှုံးပေးနိုင်ခြင်းကနောက်ဆုံးတကားကိုဖွင့်ပြပါတယ်တခုချင်းစီကအရေးကြီးတယ်လို့တောင်းခုလုံးပေါင်းဆက်လိုက်မှသာစိတ်ကျေနပ်မှုဆိုတဲ့တကားမကြီးကိုအပြည့်အဝဖွင့်နိုင်မှာပါဒီချင်းလေးတင်ပြတဲ့ကိုဒီစကလုံးလေးနဲ့ပဲအဆုံးသတ်လိုက်ချင်ပါတယ်နေ့စဉ်တွေ့ကြုံနေရတဲ့ဆက်ဆံရေးတွေကိုဒီအသိပညာနဲ့ပြန်ပြီးကြီးလိုက်မယ်ဆိုရင်အများကြီးပြောင်းလဲသွားနိုင်ပါတယ်အဆုံးမှာတော့အရေးကြီးဆုံးမေးခွန်းကကိုယ်တိုင်ကဘလို့အမတ်တရားမျိုးနဲ့ချန်နေခဲ့ချင်တာလဲဆိုလာပါပဲ